တို့ဆိုးဟိုတယ်မှာစားရ breakfast ပါဘူဆန်တော့တိတ်မကြိုက်ပါဘူးဘူဆန်ဟိုတယ် breakfast ကအကောင်းဆုံးပါပဲbreakfast စားပြီးတော့ကျမတို့ကျောင်းပူကွန်းနန်းတော်တောက်မှာဖြစ်ပါတယ်အဲ့နေရာ subway station အပေါ်မှာရှိရပါတော့နော်အဲ့ဒီတိုင်းကိုဖျက်လို့ရှိရင်လည်းသူကထာဝရနှုတ်ပြုံမယ်လို့ရေးထားလို့ကျမတို့ဖြတ်နေရဖြစ်ပါတယ်ကျမတို့ Hamburg with တဲ့နေရာမှာပါခုဆိုရင်တော့ကျမတို့နန်းတော်ရဲ့ဘေးဘက်ကိုရောက်ပါပြီအခုချိန်မှာဒီနန်းတော်က guard တွေသူတို့ duty ချိန်ပြောင်းတဲ့ချိန်နဲ့ကိုက်နေရဆိုတော့ကျမဘုဒ္ဓရရအောင်တင်ပြလိုက်ပါတယ်다음은 수문장 교대를 알리는 큰 곡을 치겠습니다. There will be the drum beats to signal the beginning of changing the guard. 现在击鼓鸣示，开始进行换岗仪式。次はスムンジャンの勤務交代を告げる太鼓が打たれます。대구3타 조선시대 수문장은 국월문과 도성문을 지키는 최고 책임자이자 왕실과 나라를 지키던 중요한 직책이었습니다. 조선시대의 법전인 경국대전에 따르면 경국의 정문인 광화문을 파수하는 군사들은 약 70여 명으로 경주에서 갑사, 대주, 정병을 선발하여 지키겠다고 합니다. ကျမမေဟိုမမပါအဲ့တော့ကျမဖေဘရင်ကအရင်အေးတော့ဂျက်ကန်နဲ့ဒါခစ်တဲ့ဘရင်ရအေးရရှိဒီနေ့ကတော့အနောက်ကတော့ခေမိုက်တဲ့တောင်ကြီးအခုတော့ဒီဒီဇိုင်းတွေဖြစ်နေပါပြီစောင်းထဲမှာလာရိုက်တော့အဲ့ဒီနေ့က -15 degree ထိအရန်အေးနေတယ်ပြီးတော့နန်းတော်တွေကကြတော့အကာရမရှိဘူးနောက်ကလည်းတောင်ကြီးနဲ့ဆိုတော့လေးတိုက်တာဆိုတာလေတော့ဗီဒီယိုမရိုက်နိုင်လောက်အောင်လက်တွေခဲတာပေါ့နော်အားနဲ့ရိုက်ခဲ့တဲ့ပုံလေးတွေပဲတင်ပေးလိုက်ပါတယ်ဒါကတော့ကျမအမေရဲ့လမ်းလျှောက်ကလေးတကက်ပေါ့နော်အရန်အေးလို့ကျမတို့ပုံရိုက်ပြနေအမြန်ဂျက်ကက်တွေအမြန်ထပ်ဝယ်နန်းတော်တွေမှာလဲပြီးတော့အခုဒီမှာဒီနန်းတော်ရဲ့ coffee ဆိုင်မှာ coffee တောက်နေပါတယ်ဒါကတော့ဘရင်ဝတ်စုံချွတ်လိုက်တဲ့တယောက်ပါနန်းတော်ထဲမှာအရန်အေးတော့ကျမတို့ဗီဒီယိုမရိုက်နိုင်ပါဘူးအဲ့လောက်ထိနေထားတွေပဲရှိုးတာအရန်အေးနေရပါဒါကတော့ K drama တွေမှာကျမတို့တွေ့နေကြဘရင်နနနေစာဖတ်တဲ့နေရာတော့အနားယူတဲ့နေရာတော့အဲ့နေရာရေကန်ဆိုလို့ရှိရင်လေခဲတောက်နေရပဲရေတွေကလေဘယ်လောက်အေးလဲဆိုရေတွေခဲနေရတာကြည့်တော့ကျမတို့ကဒါကျမတို့ soybean paste နဲ့ပါဘယ်အချူပါဘယ်ကတော့ကိုကီပါကျမတို့ဘူးတော့ဆိုးရနန်းစင်တာပါတက်နေပါတယ်ဆိုတော့ဆိုးစတေရှင်ကနေပြီးတော့လမ်းလျှောက်လာလိုက်တာတော်တော်3-4မတိုင်တော့ရှောက်ရပါဘောနော်အခုက -15 လောက်ကိုအေးနေဖြစ်ပါတယ်ရအေးတယ်တော်လေးကိုမှကျမလမ်းလျှောက်ရင်းနဲ့ပြောနေရလေမောနေလို့မဟုတ်ပဲနဲ့အဲ့ရမ်းအေးနေလို့လေအတန်နေရစတိတ်ပြီးတော့မှမပြောနိုင်တော့နှခမ်းနေလဲထုံအဲ့လိုဖြစ်နေအခုကနမ်ဆန်တာဝါတက်ဖို့ KV ကလက်မှတ်ဝယ်ဖို့အဲ့ဒီအောက်ခြေကနေပြီးတော့ဒါကတော့ lift ပါ KV မဟုတ်သေးပါဘူးအဲ့ဒီ lift က free စီးရလေ KV စီးရထက်ကိုပို့ပြီးတော့မှကြိုက်တယ်ပေါ့နော်တက်နေ lift ဖြစ်ပါတယ်
ကြည့်နေတယ်ကျမတို့ဒီဘက်ကစီးတော့တာဝါကိုသွားမလို့ရှိတယ်ဟုတ်ကဲ့နော်ပြီးတော့မှကိုခိုင်းကိုပြောင်းဒီဘက်ကတော့တယောက်ကိုအသွားပြန်ဝင်1000ခွဲပေးရတယ်မြင်းတဲ့အတိုင်းပဲဟိုလိုမျိုး private မဟုတ်ဘဲနဲ့လေသူကအဲ့လိုဒစည်းရမှာအကုန်လုံးရှိသမျှလူတွေအဲ့လိုစုတင်ပြီးတော့အကျက်စီးသွားရတာပေါ့နော်သူကအသွားပဲစီးလဲရတယ်ဒါပေမဲ့အသွားပြန်စီးမယ်ဆိုရင်တော့ ticket ကိုတေချာသိမ်းဖို့အတွက်လိုရပေါ့နော်ဘာလို့ဆိုတော့သူက QS scan ဖတ်တာဆိုတော့ကျမဒုတိယတစ်ခေါက်သွားတဲ့အချိန်မှာကျတော့လူကတိတ်မကြက်ဘူးဆိုတော့လေလုံးဝ view ကိုတော့ကောင်းကောင်းကြည့်လို့ရခဲ့တယ်အခုကနေဝင်ချိန်နားလေးဆိုတော့view ကလည်းတော်တော်လေးလှတယ်ပေါ့နော် 내리실 분은 오른쪽입니다. Exit on right side.တော့ချစ်တယ်ပါကဲလေလာလာနဲ့တယောက်ရဲတယ်ကကျမတို့နမ်ဆန်တောင်းမှာကျမတို့ရဲ့ left vlog ကိုကျမတို့မိသားစုပဲရေးပါတယ်ကျမတို့အောက်ကနေဝေလာဖြစ်ပါတယ်တော့အေးအောင်ဆို 呀，干妈 ကဲပိတ်လမ်းရ 叔叔，妈逼逼。 ကဲကျမတို့ငါတို့တော့နာမည်နဲ့ပါမေးဖေးနာမည်နဲ့ကျမလက်ဟိုဟိပတ်နဲ့လှုပ်လာအောင်ရမ်းအေးနေပိတ်တော့ဟော 三六看， ဖိတ်ခါတယ်ခပ်ပြအဲ့တမီးလည်းမပါဘူးပြီးပါဟာနိုင်ထောင်းရလားကဲစူးနဲ့မိတန်လေးတို့တွေမှာခက်ပါလေစားတော့ပြောင်းမြင်ဖြစ်နေပါတယ်တို့ရမ်းအေးပြီးခက်တော့ဖြစ်ပါလေကိုယ်တိတ်မနေအောင်ပြန်ထားတယ်နောက်ချိန်ပြန်ရရင်ပြန်ရှာလို့လေ多少也没屁走，标本都不要了。 -15 degree Celsius မှာအရင်အေးခဲနေတဲ့အချိန်မှာရိုက်ပြီးတာဖြစ်ပါတယ်ကဲကျမတို့ဘယ်လိုရဝဲဒီနေ့ vlog လေးတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ် vlog တွေမှာလည်းဆက်တွေ့ကြပါမယ်အားလုံးပဲတက်တာ